တကက်တခါကအကြော်ကြားဆုံးလေသင်္ဘောကြီး LC-129 Hindenburg ဆိုတာဂျာမနီနိုင်ငံရဲ့ခီးသည်တင်လေယာဉ်သင်္ဘောကြီးတစ်စင်းဖြစ်ပြီးတိစောက်ခဲ့မှုတဲ့အကြီးဆုံးလေသင်္ဘောတွေထဲမှာတစ်ခုဖြစ်ပါတယ်။1936ခုနှစ်မှာပြီးစီးခဲ့တဲ့ထိုသင်္ဘောဟာအလျား245မီတာပေအားဖြင့်804ပေရှိကခီးသည်များအားအတ္တလန္တိတ်သမုဒ္ဒရာကိုစိန်ခံအဆင့်တန်းဖြင့်ဖြတ်ကူးပို့ဆောင်နိုင်သောအင်ဂျင်နီယာပညာရဲ့အံ့ဩဖွယ်ရာတစ်ခုဖြစ်ခဲ့ပါတယ်။ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့မောင်းနေတဲ့ Hindenburg ကိုဂျာမနီနည်းပညာတိုးတက်မှုသင်္ကေတအဖြစ်ဒီဇိုင်းထုတ်ခဲ့ပြီးဥရောပနဲ့အမေရိကတိုက်များကြားအတ္တလန္တိတ်ဖြတ်ကူးခီးသည်များအတွက်အသုံးပြုခဲ့ပါတယ်။သို့တော်မီးလောင်လွယ်သောဟိုက်ဒရိုဂျင်ကိုအားထားရခြင်းကဘေးအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားစေခဲ့ပါတယ်။အတွင်းပိုင်းကိုစိန်ခံသင်္ဘောကြီးတစ်စီးကဲ့သို့ခမ်းနားသောမုံမှန်ကခီးသည်များအတွက်အိတ်ခမ်း25ခန်းပါရှိပြီးစားတောက်ခန်းမှဧည့်ခန်းစားပတ်ခန်းနဲ့စိတ်လိတ်တောက်ခန်းများထည့်သွင်းတည်ဆောက်ထားပါတယ်။စားတောက်ခန်းမှစပွဲတော်ဝန်ထမ်းများကဂျာမန်ရိုးရအစားအစာများနဲ့ဝိုင်ရက်များကိုဧည့်ခန်းကျွေးမွေးပြီးဧည့်ခန်းမှာစံတရားတစ်လုံးပင်ထားရှိကဂီတဖျော်ဖြေမှုများပြုလုပ်လိရှိပါတယ်။ပြတင်းပေါက်မှမြင်ကွင်းများကိုကြည့်ရှုနိုင်ရန်အတွက်လည်းလေသင်းဘောရဲ့နဘေးတစ်လျှောက်မှာလမ်းလျှောက်စင်းကြံများထည့်သွင်းပေးထားပါတယ်။ထိုခေတ်ကလေကြောင်းခီးသွားလာရေးမှာအဆင့်တန်းအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ Hindenburg ဟာ1938ခုနှစ်မေလ6ရက်နေ့မှာနယူးဂျာစီပြည်နယ်လေဟတ်မှာဆင်းသက်ရန်ကြိုးစားနေတဲ့မီးလောင်မှုဖြစ်ပွားခဲ့ပြီးအဆိုးရွားဆုံးမတော်တဆမှုတစ်ခုအဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်။လေသင်းဘောကြီးပေါ်မှာလူပေါင်း68ဦးလိုက်ပါခဲ့ပြီးလူပေါင်း36ဦးထိအသက်ဆုံးရှုံးခဲ့ရပါတယ်။ထိုဖြစ်ရကြောင့်ပဲဟိုက်ဒရိုဂျင်သုံးလေသင်းဘောများအပေါ်ပြည်သူ့ယုံကြည်မှုကျဆင်းသွားခဲ့ပြီးလေသင်းဘောခေတ်ရဲ့အဆုံးသတ်ဖြစ်သွားစေခဲ့ပါတယ်။ဝမ်းနည်းဖွယ်အဆုံးသတ်ရှိခဲ့တော်လဲ Hindenburg ဟာရှေးဦးလေကြောင်းသွားလာရေးသမိုင်းမှာထင်ရှားတဲ့သင်္ကေတတစ်ခုဖြစ်ဆက်လက်တည်ရှိနေခဲ့ပါတယ်။ကမ္ဘာပထမဆုံးအသုံးပြုနိုင်တဲ့ရေငုပ်သင်္ဘောလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်က Dutch လူမျိုးတစ်ယောက်ရဲ့စွန့်စားမှုတစ်ခုဟာကမ္ဘာရေကြောင်းသမိုင်းကိုပြောင်းလဲပစ်လိုက်ပါတယ်။ AD 1620မှာ Cornelis Drebbel ဆိုတဲ့တီထွင်သူတဦးဟာလန်ဒန်မြို့က Thames မြစ်ထဲမှာကမ္ဘာပထမဆုံးလက်တွေ့အသုံးချနိုင်တဲ့ရေငုပ်သင်္ဘောကိုစမ်းသပ်ခဲ့ပါတယ်။သူ့ရဲ့တီထွင်မှုဟာတစ်သားနဲ့တရီတွေကိုပဲအသုံးပြုထားတဲ့ရိုးရှင်းတဲ့ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကဒီရေငုပ်သင်္ဘောဟာလူ12ယောက်ထိတင်ဆောင်နိုင်ပြီးရေအောက်မှာ3နာရီနဲ့4နာရီကြာနေနိုင်ခဲ့ရလို့သိရပါတယ်။ Drebbel ရေငုပ်သင်္ဘောဟာသိမ်းမြစ်ထဲမှာ15ပေကနေအများဆုံးပေ20အနက်လောက်ထိငုံနိုင်ခဲ့တယ်လို့တမိုင်းမှတ်တမ်းတွေအရသိခဲ့ရပါတယ်။ဒီအနက်ဟာခေတ်သစ်ရေငုပ်သင်္ဘောတွေနဲ့ရှင်နည်းနည်းတိမ်တယ်လို့ထင်ရပေမဲ့18ရာစုအစောပိုင်းကနီးပညာအဆင့်တန်းနဲ့ဆိုရင်တော့အမခန်းအောင်မြင်မှုတစ်ခုပါ။ဘရင် James ကိုတိုင်တော်ဒီစမ်းသပ်မှုကိုစိတ်ဝင်စားလာရောက်ကြည့်ရှုခဲ့ရလို့မှတ်တမ်းတွေကဆိုပါတယ်။ Drebbel ရေငုပ်သင်္ဘောမှာထူးခြားတဲ့အချက်တစ်ခုကလေထုတ်လုပ်တဲ့နီးပညာပါ။သူဟာ potassium nitrate လို့ဓာတုပစ္စည်းတွေသုံးပြီးအောက်ဆီဂျင်ထုတ်လုပ်တဲ့နီးပညာကိုတီထွင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာခေတ်သစ်ရေငုပ်သင်္ဘောတွေရဲ့လေတန်းစင်စနစ်တွေအတွက်ရှေ့ပြေးနီးပညာတစ်ခုလို့သတ်မှတ်ထားကြပါတယ်။ဒီတီထွင်မှုဟာနောက်ပိုင်းမှာစစ်ရေးနဲ့သုတေသနလုပ်ငန်းတွေအတွက်အရေးပါတဲ့ရေငုပ်သင်္ဘောတွေပေါ်ပေါက်လာဖို့လမ်းခင်းပေးခဲ့လို့လည်းဆိုနိုင်ပါတယ်။100% လေအားလျက်စစ်ကိုသုံးစွဲတဲ့နယ်သာလန်ကရထားများနယ်သာလန်နိုင်ငံဟာတနိုင်ငံလုံးမှာပြေးဆွဲနေတဲ့ရထားလိုင်းတွေကိုလေအားလျက်စစ်စွမ်းအားနဲ့ပြေးဆွဲနိုင်တဲ့ကမ္ဘာပေါ်ကပထမဆုံးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။2019ခုနှစ်ဇန်နဝါရီလမှစပြီးနယ်သာလန်နိုင်ငံတဝန်းကရထားအလုံးဟာလေအားသုံးလျှက်စစ်တပ်အားပေးစက်ရုံတွေကနေထုတ်လုပ်တဲ့လျှက်စစ်တပ်အားကိုပဲအသုံးပြုနေကြတာဖြစ်ပါတယ်။ဒီလိုအောင်မြင်မှုရရှိဖို့အတွက်နယ်သာလန်ရထားကုမ္ပဏီ ANASA အန်နီကိုလိုစွမ်းအင်ထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ရေရှည်သဘောတူညီချက်တွေချုပ်ဆိုခဲ့ပါတယ်။နယ်သာလန်ရထားတွေဟာတစ်နှစ်ကိုခီးသည် 1.2 ဘီလီယံကိုတည်ယူပို့ဆောင်နေပြီးဒီလုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာဓာတ်ရိုက်ကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိပါဘူး။ဒါပေမဲ့လေစွမ်းအင်သုံးတာပိုင်တွေနဲ့ရထားလမ်းအဆောက်အုံတွေတိစောက်ရမှာတဘာဝပတ်ဝန်းကျင်ကိုအနည်းငယ်ထိခိုက်မှုရှိနိုင်တော့လဲရေနံနဲ့ကြောက်မီသွေးလိုရုပ်ကျွင်းလောင်စာတွေသုံးတာထက်ပတ်ဝန်းကျင်ကိုထိခိုက်မှုတိတိတတ်တာနည်းပါးစေပါတယ်။နယ်သာလန်တို့ရဲ့ဒီကြိုးပမ်းမှုဟာရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရမှာအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်သလိုအခြားနိုင်ငံတွေအတွက်လည်းစံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။နေရာတိုင်းကိုအချိန်မှန်ရောက်ရှိပြီးတဘာဝပတ်ဝန်းကျင်ကိုလည်းမထိခိုက်စေတဲ့ဒီရထားစနစ်ဟာအနာဂတ်တည်ယူပို့ဆောင်ရေးအတွက်စံပြပုံစံတစ်ခုဖြစ်လာခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း120ကျော်ကမြန်နှုန်းစံချိန်တင်ခဲ့တဲ့ပထမဆုံးလျှက်စစ်က1896ခုနှစ်ကစံချိန်တင်ခဲ့တဲ့ကမ္ဘာပထမဆုံးတနာရီကီလိုမီတာ100ကျော်မောင်းနေနိုင်ခဲ့တဲ့ရင်တစ်စင်းကြောင်းပြောပြခြင်းပါတယ်။ဘယ်ဂျီယန်ကရင်မောင်းကာမြူဂျန်နက်စီယာသူ့ရဲ့ Lejamis Conti လို့အမည်ပေးထားတဲ့လျှက်စစ်ကားနဲ့တနာရီကိုကီလိုမီတာ105.88အထိမောင်းနေနိုင်ခဲ့ပါတယ်။အဲ့ဒီကားဟာအလျား12ပေခွဲအကျယ်9ပေခန့်ရှိပြီးဒုံးပြတ်ပုံဒီဇိုင်းနဲ့ပါတီနီယမ်တောင်စတန်မက်ဂနီဆီယမ်တတုဆက်တွေနဲ့ပြုလုပ်ထားပါတယ်။အင်ဂျင်အနေနဲ့တော့68မြင်းကောင်အားရှိတဲ့လျှက်စစ်မော်တာနှလုံးတပ်ဆင်ထားပါတယ်။ရင်မောင်းဟာမြင်းစည်းသလိုထိုင်ကုန်ပေါ်မှာထိုင်ရပြီးခပတ်လုံခြုံရေးကိရိယာတို့မပါဝင်သေးတဲ့ခေတ်မှာအဲ့လိုအမြန်နှုန်းနဲ့မောင်းနေနိုင်ခဲ့တာဟာတကယ်ကိုစွန့်စားမှုတစ်ခုဖြစ်ပါတယ်။ဂျန်နက်စီယာအဲ့ဒီအတွေ့အကြုံပေါ်ကားကမြေပြင်ကနေခွာထွက်သွားသလိုလေထဲမှာပြစ်လွတ်လိုက်တဲ့ဒုံးကြီးလိုခံစားရရလို့ဖော်ပြခဲ့ပါတယ်။အဲ့ဒီစံချိန်ကိုနောက်ထပ်3နှစ်တိုင်မချိုးဖျက်နိုင်ခဲ့ပါဘူး။ယနေ့ခေတ်မှာတော့ The Never Certified ရဲ့ပုံစံပြုလုပ်ထားတဲ့ကားကိုပြည်သစ်နိုင်ငံကူပီယန်ရီမြို့ကမော်တော်ယာဉ်ပြတိုက်မှာလေ့လာကြည့်ရှုနိုင်ပါတယ်။
ကမ္ဘာကျော်တိုယိုတာကုမ္ပဏီကိုတည်ထောင်သူရုပ်ရှင်နဲ့ရက်ကန်သက်ထုတ်လုပ်ရေးကနေကမ္ဘာအကြီးဆုံးကားကုမ္ပဏီကြီးကိုတည်ထောင်ခဲ့တဲ့ခီချီယိုတိုယိုတာအကြောင်းကိုဝေမျှကြပါတယ်1894ခုနှစ်ဂျပန်နိုင်ငံအီချီစီရင်သူမှာမွေးဖွားခဲ့တဲ့ခီချီယိုဟာတီထွင်ဆန်းသက်သူတို့ရဲ့တားအဖြစ်ကံကောင်းခဲ့ပါတယ်သူရဲ့ဖေဆာကီချီတိုယိုတာဟာအလိုလျောက်ရက်ကန်သက်ကိုတည်ထွင်ခဲ့သူဖြစ်ပြီးအဲ့ဒီခေတ်ကနာမည်ကြီးစက်မှုလုပ်ငန်းရှင်တူဖြစ်ပါတယ်ဖခင်ဖြစ်သူစီကဗီဇပါလာခဲ့ပြီးငယ်စဉ်ကတည်းကအဖေဖြစ်သူရဲ့တည်ထွင်မှုတွေကိုစိတ်ဝင်စားလေ့လာခဲ့တဲ့ကီချီယိုမှာစက်ပစ္စည်းတွေအပေါ်အထူးစိတ်ဝင်စားမှုရှိခဲ့ပါတယ်တိုဂျိုတက္ကသိုလ်မှာစက်မှုအင်ဂျင်နီယာဘာသာကိုသင်ယူနေစဉ်မှာပဲမော်တော်ယာဉ်နည်းပညာပေါ်စိတ်ဝင်စားမှုပိုမိုရှိလာခဲ့ပါတယ်အဲ့ဒီချိန်ကဂျပန်နိုင်ငံမှာကိုယ်ပိုင်နည်းပညာနဲ့ထုတ်လုပ်တဲ့ကားရည်လို့မရှိသေးပဲနိုင်ငံခြားကတင်သွင်းတဲ့ကားတွေကိုပဲအားကိုးနေရတဲ့အချိန်မှာဒါကြောင့်ကီချီယိုဟာဂျပန်နေအနေနဲ့ကမ္ဘာအဆင့်မီကားတစ်မျိုးကိုထုတ်လုပ်ဖို့အိမ်မက်ကြီးရှိခဲ့ပါတယ်ဘွဲရပြီးတဲ့အခါအဖေဖြစ်သူရဲ့ Toyota Automotive Loan ကုမ္ပဏီမှာစတင်အလုပ်လုပ်ခဲ့ပြီးသူ့စိတ်ထဲကကားထုတ်လုပ်ရေးအိမ်မက်ကပြောင်းမသွားခဲ့ပဲ1930ပြည့်နှစ်မှာတော့အခွင့်အရေးတစ်ခုရလာခဲ့ပါတယ်ဒါဖြစ်သူကိုယုံကြည်တဲ့ဖခင်ရရက်ကန်ဆက်ကုမ္ပဏီကိုဗြိတိရှားကုမ္ပဏီထံရောင်းချခဲ့ပြီးရရှိတဲ့ငွေဟာကီချီယိုရဲ့မော်တာထုတ်လုပ်ရေးအိမ်မက်အတွက်ရင်းနှီးမြှုပ်နှံငွေပြုခဲ့ပါတယ်ဒါကြောင့်1938ခုနှစ်မှာ Toyota Motor Corporation ကိုတရားဝင်တည်ထောင်နိုင်ခဲ့ပါတယ် Toyota ဆိုတဲ့အမည်ဟာမူလက Toyota လို့ခေါ်တဲ့မိသားစုနာမည်ကနေဆင်းသက်လာတာဖြစ်ပြီး1936ခုနှစ်မှာကုမ္ပဏီဟာလူထုစီကအကြံဉာဏ်တောင်းခံခဲ့ပြီးနောက် Toyota လို့ပြောင်းလဲခဲ့တာဖြစ်ပါတယ်ဒီလိုပြောင်းလဲရတဲ့အကြောင်းရင်းကတော့ Toyota ကရေးသားရပိုလွယ်ကူပြီးအတန်ထွက်လည်းပိုကောင်းတဲ့အပြင်ဂျပန်ရိုးရာယုံကြည်မှုအရစလုံးလုံးဟာပိုပြီးကံကောင်းသေးတယ်လို့ယူဆကြလို့ဖြစ်ပါတယ်။ Toyota ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပေမဲ့လန်ကီးရမချောမွေ့ပဲဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါအခက်ခဲတွေနဲ့စိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်ခဲ့ရပါတယ်။ဂျပန်နိုင်ငံရဲ့စီးပွားရေးဟာလုံးဝပျက်စီးနေချိန်ငွေကြေးဖောင်းပွားမှုအဆမတန်မြင့်တက်နေချိန်မှာကုမ္ပဏီဟာဝန်ထမ်းတွေကိုလစာပေးဖို့တောင်ရုန်းကန်ခဲ့ရပါတယ်။1950ခုနှစ်မှာဝန်ထမ်း1600ကိုရှော့ချဖို့ဆုံးဖြတ်ခဲ့ရကနေနောက်ဆုံးမှာတည်ထောင်သူကီချီယိုတိုယိုတာကိုယ်တိုင်ကုမ္ပဏီကိုကယ်တင်ဖို့အတွက်ဥက္ကဋ္ဌယာဒူးကနေနှုတ်ထွက်ပေးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။စစ်ပြီးခေတ်မှာလည်းစီးပွားရေးကျဆင်းမှုတွေကြားကနေရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့ခီချီယိုရဲ့ခိုင်မာတဲ့စီမံခန့်ခွဲမှုအတွေးခေါ်တွေကတိုယိုတာကိုကယ်တင်ခဲ့ပါတယ်။သူမိတ်ဆက်ခဲ့တဲ့ဂျက်စင်တိုင်းထုတ်လုပ်မှုစနစ်နဲ့ကိုင်တန်လို့ခေါ်တဲ့စင်စက်မပြတ်တိုးတက်မှုသဘောတရားတွေဟာတိုယိုတာရဲ့အောင်မြင်မှုအတွက်အဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။အရေးအသွေးကိုအမြဲဦးစားပေးခြင်းအလားအသက်ဖြစ်မှုကိုရှော့ချခြင်းဝန်ထမ်းတွေကိုလေးစားပြီးလုပ်ပိုင်ခွင့်ပေးခြင်းတို့ကတိုယိုတာရဲ့အဓိကမူဝါဒတွေဖြစ်လာခဲ့ပါတယ်။1952ခုနှစ်မှာကီချီယိုကွယ်လွန်ခဲ့တာကြောင့်လာမယ့်နှစ်နိုင်ငံအတွင်းမှာအောင်မြင်မှုကြီးကြီးမားမားရရှိတော့မဲ့တိုယိုတာကိုတော့မြင်တွေ့သွားနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့သူချန်ထားရစ်ခဲ့တဲ့စိတ်ဓာတ်နဲ့အမွေနှစ်တွေကတော့ယနေ့ချိန်ထိတိုယိုတာမှာရှင်သန်နေသေးဖြစ်ပြီးနှစ်စဉ်ကားစီးရေ10သန်းကျော်ထုတ်လုပ်နိုင်ခဲ့တဲ့ကမ္ဘာအကြီးဆုံးကားကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါအပြင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဦးစားပေးတဲ့ hybrid နဲ့လျှက်စစ်ကားတွေမှာဦးဆောင်နေသလိုကိုယ်တိုင်မောင်းနေနိုင်တဲ့ကားတွေအတွက်သုတေသနတွေကိုလည်းဇက်တိုက်ပြုလုပ်နေပါတယ်။19ရာစုကတည်းကရန်ကုန်မှာစတင်ပြေးဆွဲခဲ့တဲ့ဓာတ်ရထားရန်ကုန်မြို့ရဲ့အများပြည်သူတည်ယူပို့ဆောင်ရေးသမိုင်းမှာဓာတ်ရထားစနစ်ဟာထင်ရှားတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။ထိုရထားရဲ့စိတ်ဝင်စားစရာသမိုင်းကြောင်းကိုပြန်ကြည့်ရရင်ကိုလိုနီခေတ်ဓာတ်ရထားစနစ်ဖြစ်တဲ့ရန်ကုန်မြို့ရဲ့ပထမဆုံးဓာတ်ရထားလမ်းကို1884ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။ Rangon Street Tramway ကုမ္ပဏီမှမတ်လ4ရက်နေ့မှာရင်နှွေးငွေ3ဓာတ်ရထားလမ်း3လမ်းနဲ့စတင်ပြေးဆွဲခဲ့ပြီးကမ်းနားလမ်းမှာရွှေတကုံဖျားထိဝန်ဆောင်မှုပေးခဲ့ပါတယ်။1906ခုနှစ်ဒီဇင်ဘာလ15ရက်နေ့မှာလျှက်စစ်ဓာတ်ရထားစနစ်ကိုပြောင်းလဲခဲ့ပြီး1908ခုနှစ်မှာတော့လမ်းကြောင်းအားလုံးပြီးစီးခဲ့ပါတယ်။စုစုပေါင်းလမ်းကြောင်း5ခုအရှည်22ကီလိုမီတာရှိပြီးဓာတ်ရထားတွဲ89တွဲဖြစ်ပြေးဆွဲကအလုံမြို့နယ်မှာဓာတ်အားပေးစက်ရုံနဲ့ထိန်းသိမ်းရေးဌာနများထားရှိခဲ့ပါတယ်။1930ပြည့်နှစ်များမှာဓာတ်ရထားစနစ်ဟာရန်ကုန်မြို့ရဲ့အဓိကအများပြည်သူတည်ယူပို့ဆောင်ရေးစနစ်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းဗြိတိရှတပ်များဆုတ်ခွာစဉ်နဲ့ဂျပန်လေကြောင်းတိုက်ခိုက်မှုများကြောင့်စနစ်တစ်ခုလုံးပျက်စီးခဲ့ရပါတယ်။လျှက်စစ်တပ်အားဖြန့်ဖြူးပေးနိုင်ရန်လျှက်စစ်တပ်အားပေးစက်ရုံကိုပြန်လည်တည်ဆောက်ခဲ့တော်လဲနောက်ဆုံး1953ခုနှစ်မှာနိုင်ငံပိုင်သိမ်းယူခဲ့ပြီး1962ခုနှစ်မှာမြို့ပတ်ရထားကုမ္ပဏီကိုဖျက်သိမ်းခဲ့ပါတယ်။ခေတ်သစ်ဓာတ်ရထားစနစ်နှစ်ပေါင်း80ကျော်ကြာ2016ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာဂျပန်နိုင်ငံရဲ့ယင်းနှိမ့်မြုပ်နှံမှုနဲ့ဓာတ်ရထားစနစ်ကိုပြန်လည်စတင်ခဲ့ပါတယ်။ဝါရန်စိတ်ကမ်းမှလင်းစတောင်းထိ4.8ကီလိုမီတာရှည်လျားတဲ့လမ်းကြောင်းတစ်ခုနဲ့ပြေးဆွဲခဲ့ပြီးဂျပန်နိုင်ငံဟီရိုရှီးမားမှာတပ်တန်း50ကျော်ဓာတ်ရထားတွဲကိုအသုံးပြုခဲ့ပါတယ်။ခရီးသည်အယောက်200ဆန့်နဲ့ရထားတွဲ3တွဲဖြစ်မနက်8နာရီမှညနေ4နာရီအထိတနေ့လျင်6ခေါက်ပြေးဆွဲပြီးခဲ့ပြီးလက်မခကို100ကျပ်သတ်မှတ်ခဲ့ပါတယ်။တက္ကစံဘက်ကိုအနောက်ဘက်တိုးချက်ခြင်းနဲ့ပဇွန်တောင်ဘက်ကိုအရှေ့ဘက်တိုးချက်ခြင်းများစီစဉ်ခဲ့တော်လဲ2016ခုနှစ်ဇူလိုင်လ1ရက်နေ့မှာလုပ်ငန်းရပ်ဆိုင်ခဲ့ရပြီး6လသာပြေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ဓာတ်ရထားစနစ်ဟာရန်ကုန်မြို့ရဲ့မြို့ပြတည်ယူပို့ဆောင်ရေးသမိုင်းမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ပြီးခေတ်ဆက်မြို့နေပြည်သူများရဲ့နေ့စဉ်ဘဝမှာအထင်ကြီးတည်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ခဲ့ပါတယ်။ယနေ့ခေတ်မှာမြို့ပြဖွံ့ဖြိုးရေးအတွက်အဲ့လိုခေတ်မီတည်ယူပို့ဆောင်ရေးစနစ်များပြန်လည်အသက်သွင်းဖို့လိုအပ်နေပါတယ်။